ဖယားကဟောထားတယ်နိသိရင်လွယ်တယ်နိမသိရင်ကဘာသသိမ့်ကျင့်တယ်ဘယ်တော့မှမရဘူးတဲ့အခုပရိစ္ဆသမုပ္ပါရက်တဲ့တရားကိုဟောမယ်ဘယ်လိုရမလဲပရိစ္ဆသမုပ္ပါရအောင်ဓာတ်ကြီးလေးပါပေါ်လာတဲ့အချိန်ကတင်းတဲ့သဘောတွေတောင်းတဲ့သဘောတွေထုံတဲ့သဘောတွေအောင့်တဲ့သဘောတွေကြိုက်တဲ့သဘောတွေကြက်လာတဲ့သဘောတွေချွေးတွေကြလာတဲ့သဘောတွေရိုးစီးတဲ့သဘောပူတဲ့သဘောအေးတဲ့သဘောလှုပ်ရှားတဲ့သဘောတွန်းကန်တဲ့သဘောအဲ့ဒါဒီပေါ်လာတဲ့အချိန်ကကြတော့အတိတ်ကလာတော့ကအယူမအမအတိမှားလာတဲ့ဥစ္စာကတင်းတာပေါ်တော့လက်ဥစိတ်ကလေးကတင်းတယ်လို့သွားသိလိုက်အဲ့ဒီတင်းတယ်လို့သိလိုက်တဲ့စိတ်ကိုအလင်းအမြန်ပြောင်းပလိုက်ဝိဇ္ဇာစိတ်ကိုပြောင်းပလိုက်ဘယ်လိုစိတ်တွင်းပလိုက်တဲ့ရုပ်စိတ်နာစိတ်ကိုတွင်းတယ်ဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားလို့ဒီလိုတွင်းတင်းတာပေါ်လာတယ်ဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားလို့ဒီလိုတွင်းလိုက်ထုံတာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာဒါပဲနှလုံးသွင်းထားတာဖောက်ပြန်တဲ့ရုပ်ဝေဒနာတင်းတာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာထုံတာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာကျင်တာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာအောင့်တာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာကြိုက်တာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာကြက်တာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာတွေးကြလာလဲဖောက်ပြန်တဲ့ရုပ်ဝေဒနာပူတာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာအေးတာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာလှုပ်တာပေါ်လဲဖောက်ပြန်တဲ့ရုပ်ဝေဒနာနှလုံးသွင်းမှန်ဒီပေါ်မှာပရိစ္ဆသမုပ္ပါဝေဒနာကိုတဏှာမကူဝေဒနာတွေရဖောက်ပြန်တဲ့သဘောလေးကိုလက်ဥစိတ်ကလေးကသိလိုက်တာကရုပ်ကိုပိုင်းခြားသိလိုက်တဲ့စိတ်နောက်စိတ်ကလေးကဝေဒနာပါလားလို့သိလိုက်တာကနာမ်ကိုပိုင်းခြားသိတဲ့စိတ်ဝေဒနာသိတာနာမ်ဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားလို့ဒီလိုသိလိုက်တာကဘာလဲတဲ့ရုပ်နဲ့နာမ်နဲ့တွဲသိလိုက်အဲ့ဒါဘာလဲတဲ့ဝေဒနာတွေရတယ်ဝေဒနာတဏှာမကူတော့နာတယ်ဆိုမှတဏှာကူသွားမယ်ကြိုက်တယ်ဆိုမှတဏှာကူသွားမယ်အောင့်တယ်ဆိုမှတဏှာကူသွားမယ်ပူတယ်ဆိုမှတဏှာကူသွားမယ်အေးတယ်ဆိုမှတဏှာကူသွားမယ်အမှားစိတ်တွေဟုတ်အဲ့ဒီတော့ဖောက်ပြန်တဲ့ရုပ်ဝေဒနာရဲ့လို့ဒီလိုသိတာဖောက်ပြန်တဲ့သဘောလေးကိုသိလိုက်တာကရုပ်ပိုင်းခြားသိတဲ့စိတ်နောက်စိတ်ကလေးကဝေဒနာကိုသိလိုက်တာကနာမ်ကိုပိုင်းခြားသိတဲ့စိတ်ဖောက်ပြန်တဲ့ရုပ်ဝေဒနာရဲ့လို့အဆုံးသတ်တာဝေဒနာဘာပဲပေါ်အစ္ဆဒသနာကမဟာဘုဒ္ဓကြီးလေးပါးပေါ်ကနေပြီးတော့ဝေဒနာတွေဖြစ်လာရင်ဖောက်ပြန်တဲ့ရုပ်ဝေဒနာဒါကိုသိတာပဲတလုံးနဲ့သိတာပါပဲမလွတ်တော့ဘူးတင်းနဲ့တောင်းနဲ့ထုံနဲ့ကျင်းနဲ့အောင့်နဲ့ပူနဲ့အေးနဲ့လှုပ်နဲ့ရွာတယ်ဆိုတဲ့စိတ်ကသင်္ခါရတွေဟောဆုံးတယ်ဘာကြောင့်လဲဝေဒနာတွေရတယ်ဝတ္တတွေကအဝိဇ္ဇာတဏှာဥပါဒံလို့ဒီလိုပြောနေလို့မဖြစ်ဘူးအဲ့တော့ဗုဒ္ဓဘာသာလို့ပြောလို့ရှိရင်ပရိစ္ဆသမုပ္ပါလဲတဲ့စိတ်ပရိစ္ဆသမုပ္ပါရက်နေတဲ့စိတ်ဟောသိရောအဲ့တော့ကျင်းလဲရှင်းတာရောအစင်းတစ်ခုမျက်စိနဲ့တိုက်ခိုက်လိုက်တဲ့အချိန်ကဘာကိုပဲသိသလဲဩဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားအတန်တစ်ခုပေါ်လာလဲဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားအနတ်တစ်ခုပေါ်လာလဲဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားရသာဤစားကြိုက်မှလဲဖောက်ပြန်တဲ့ရုပ်ဝေဒနာပါလားအတွေ့ထိကြိုက်မှလဲဖောက်ပြန်တဲ့ရုပ်ဝေဒနာဓမ္မနဲ့သိကြိုက်မှလဲဖောက်ပြန်တဲ့ရုပ်ဝေဒနာပရိစ္ဆသမုပ္ပါရပ်ပါကြ။ဘာကြောင့်ရနေလဲတဲ့ဝေဒနာတွေရတယ်ရုပ်နာပေါ်မှာရတယ်ဝေဒနာတဏှာမကူတော့ဘူးရုပ်နဲ့နာနဲ့တစ်ခုတည်းဖြစ်နေတယ်ဝေဒနာတဏှာကူတာကဘယ်စိတ်မှကူတယ်လဲတဲ့တက္ကမမြင်တက္ကမသိလိုက်ရင်သွားပြီဝေဒနာတဏှာကူသွားပြီခွေးမြင်ခွေးသိလိုက်ရင်ဝေဒနာတဏှာကူသွားပြီဘဲမြင်ဘဲသိလိုက်ပြီဆိုဝေဒနာတဏှာကူသွားပြီကြက်မြင်ကြက်သိလိုက်ပြီဆိုဝေဒနာတဏှာကူသွားပြီတဏှာကနေပြီးဥပါဒံဖြစ်ရောဗျာဥပါဒံကဖြစ်ပြီးဘဝတွေဇာတိတွေသင်္ခါရယုံနာတွေဖြစ်ကုန်ရော